Trump အစိုးရအနေနဲ့အရှိအလဲပိုင်းမှာပိတ်မိနေပြီးအိမ်ပြန်ဖို့အခက်တွေ့နေတဲ့အမေရိကန်နိုင်ငံသားတွေကိုကူညီပေးဖို့စတင်ဆောင်ရွက်နေချိန်မှာပဲ Grady Trimble မှာတော့ဒူဘိုင်းကနေလာမဲ့ခရီးတင်လေယာဉ်တစ်စီးဆိုက်ရောက်ဖို့စောင့်ဆိုက်နေတဲ့ရှီကာဂိုမြို့က O'Hare နိုင်ငံတကာလေဆိပ်ကနေတိုက်ရိုက်သတင်းပေးပို့နေပါတယ်။ပါရီများထူးခြားတာတီးထားရတယ်လေ Grady ဟုတ်ကဲ့ဒီနေ့လယ်မှာဒီကိုဆိုက်ရောက်လာမှာပါ Sandra အခုလေပေါ်မှာပြန်ထန်နေတော့ပါပဲဒူဘိုင်းကနေချီကာဂိုကိုလာမဲ့ဒီလေရင်ခရီးစဉ်ဟာရက်အတော်ကြာဖြတ်သိမ်းခံထားရတာဖြစ်လို့အခုလိုဒီနေ့မနက်မှာဘေကင်းကင်းနဲ့ထွက်ခွာလာနိုင်တာဟာအလားလာကောင်းတဲ့သတင်းပါပဲနိုင်ငံခြားရေးဌာနကလည်းအထူးလေရင်တွေစီစဉ်ပေးနေပြီးပထမဆုံးလေရင်ဟာမနေ့ညနေပိုင်းမှာထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်အရှိအလဲပိုင်းမှာရောက်နေတဲ့အမေရိကန်နိုင်ငံသား19500ခန့်ဟာအမေရိကန်ကိုဘေကင်းကင်းနဲ့ပြန်ရောက်လာကြပြီလို့နိုင်ငံခြားရေးဌာနကပြောပါတယ်တချို့ကတော့ငွေကြေးတက်နိုင်မယ်ဆိုရင်ပုံမှန်လေရင်ဒါမှမဟုတ်နိုင်ငံခြားရေးဌာနရဲ့လေရင်တွေကိုမဆောင်တော့ပဲကိုနီကိုဟန်နဲ့ကိုစီစဉ်နေကြတာလည်းရှိပါတယ်။ဘာလို့လဲဆိုတော့အရှိအလဲပိုင်းကနိုင်ငံအတော်များများမှာလေကြောင်းပိုင်နက်ကိုကစိတ်တပိုင်းဒါမှမဟုတ်အကုန်လုံးပိတ်ထားတာကြောင့်ပုံမှန်လေရင်ခရီးစဉ်တွေကအကန့်အသတ်ရှိနေလို့ပါပဲ။ဒါကြောင့်လူတွေဟာကိုပိုင်ချက်လီရင်ငှားရမ်းပေးသူတွေစီကိုလွှဲလာကြပါတယ်။အဲ့ဒီထဲကတယောက်ဖျောက်ပြလာကတော့အိုမန်နိုင်ငံရဲ့မြို့တော်မက်စကတ်မှာရုံခန်းခွဲတစ်ခုတောင်ဖွင့်လိုက်ရလေလို့ဆိုပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဒေတာမှာလေရင်ဘိုကင်းတင်တာဒီအစမတန်များလာလို့ပါပဲ။ Global Charter လို့ခေါ်တဲ့နောက်ထပ်ကုမ္ပဏီတစ်ခုကလည်းအိုမန်ရဲ့လေကြောင်းပိုင်နက်ကဖွင့်နေသေးတာကြောင့်အရှိအလဲပိုင်းကနေထွက်ခွာဖို့အကောင်းဆုံးလမ်းကြောင်းကအိုမန်ဖွင့်နေတယ်လို့သဘောတူပါတယ်။ဒါကြောင့်လူအတော်များများဟာနဲဆက်ကိုဖြတ်ပြီးကုန်းလန်းကနေသွားနေကြရတာပါကျွန်တော်ထင်တာကတော့အဲ့ဒီလမ်းကြောင်းဟာထင်ထားသလိုပဲပို့ပြီးတော့အန်တယ်များလာသလိုဖြတ်ချော်ဖို့လည်းပိုခက်ခဲလာပါတယ်ဒီခင်းကြီးကဘလောက်ပဲပင်ပန်းစင်ရပါစေမတ်စကတ်လေဆိပ်ကိုရောက်ဖို့လူအတော်များများကတော့ဒီနီးလန်းကိုပဲတုံနေကြတာပါGlobal Charter ရဲ့ပြပြချက်အရပုံမှန်ဆိုရင်အရှိအလေပိုင်းလေးစိတ်တွေအတွက်တနေ့ကိုငှားရမ်းမှု3ခု4ခုလောက်ပဲရှိပြီးမြဲဒီအပတ်မှာတော့30လောက်ထိတိုးလာတယ်လို့ဆိုပါတယ်။ဝယ်ယူသူအတော်များများလုံနေကြတာကတော့တူရကီ၊ဂရိ၊အီဂျစ်ဒါမှမဟုတ်အီတလီလိုနေရာမျိုးတွေကိုခရီးတော်ပြန်ထန်ပြီးအဲ့ဒီကနေတစ်ဆင့်အရှိအလေပိုင်းနဲ့လူရကိုရောက်ပြီးဆိုမှပုံမှန်လေရင်တွေနဲ့ဆက်သွားကြတာပါ။ဒါပေမဲ့လိုအပ်ချက်တွေအစမတန်များလာပြီးလေရင်ကနဲနေတာကြောင့်ဈေးနှုန်းတွေကလည်းထိုးတက်သွားပါလေပုံမှန်ဆိုရင်ကဒူဘိုင်းကနေအစ္စတန်ဘူကိုသွားမယ်ဆိုရင်ဒေါ်လာ8000လောက်ကျတဲ့လာပါအခုပဋိပက္ခတွေဖြစ်သွားပြီးနောက်မှာတော့အဲ့ဒီခရီးစဉ်ကနောက်ထပ်ဒေါ်လာ3,000လောက်ပို့ပေးရမှာဖြစ်ပါတယ်ဒါကြောင့်လူအတော်များများမသက်နိုင်တဲ့ငွေပမာဏအမြောက်အများကြောင့်ကျွန်တော်တို့ပြောနေရတာပါဒါကြောင့်ဒီလေရင်ငှားရမ်းတဲ့ကုမ္ပဏီတွေရောလေကြောင်းလိုင်းတွေပါအနောက်နိုင်ငံအစိုးရတွေနဲ့ပူးပေါင်းပြီးလူတွေကိုအရှိအလဲပိုင်းကနေထွက်ခွာနိုင်အောင်ကူညီပေးနေကြပါတယ်။ O'Hare လေးစိတ်ကနေတိုက်ရိုက်သတင်းပေးပို့ခဲ့တဲ့ Grady Trimble ပါပဲ။ Grady ကျေးဇူးတင်ပါတယ်ဒီနာ။အခုဆက်လက်ပြီးကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ Tommy Peacock နဲ့စကားပြောကြည့်ပါမယ်။အခုလိုလာရောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီမှာမြေပုံကိုကြည့်လိုက်ရင်ဒါဟာခရီးသွားလာမှုကန့်သတ်ချက်မြေပုံဆိုတာအားလုံးသိကြမှာပါဒီပြောရေးဆိုခွင့်ရှိသူအနေနဲ့အိမ်ပြန်ချင်တဲ့သူတွေကိုအခုချိန်မှာဘယ်လိုမျိုးကူညီပေးနေတယ်လဲဆိုတာထပ်ပြီးပြောပြပေးပါအောင်ဟုတ်ကဲ့အမေရိကန်ပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေးကကျွန်တော်တို့အတွက်အရေးကြီးဆုံးဦးစားပေးပါပဲဒါကြောင့်ကျွန်တော်တို့ဟာ24နာရီပတ်လုံးအလုပ်လုပ်မဲ့အဖွဲ့တစ်ခုကိုဖွဲ့စည်းပြီးလုံခြုံရေးလမ်းညွှန်ချက်တွေပေးတာအိမ်ပြန်ချင်တဲ့သူတွေအတွက်ခရီးသွားလာရေးရည်ချက်စရာတွေကိုကူညီပေးတာတွေလုပ်နေပါတယ်ဒေတာဝင်ကတွေထွက်ခွာနိုင်ဖို့တဦးချင်းစီအတွက်တင့်တော်မဲ့နီလန်းတွေကိုရှာဖွေပေးနေတာမှာအဲ့ဒီထဲမှာလေကြောင်းပိုင်နက်ပိတ်ထားတဲ့နေရာကနေပွင့်နေတဲ့နေရာတွေစီလူတွေကိုပို့ဆောင်ပေးတာတွေလည်းပါဝင်ပါတယ်အဲ့ဒီကနေမှတဆင်အထူးလေရင်ဒါမှမဟုတ်ပုံမှန်လေရင်တွေလည်းသွားနိုင်မှာပါအခုဆိုရင်အထူးလေရင်တွေလည်းစတင်ပြည့်စွင်နေပါပြီဒီအခြေအနေတွေစတင်ကြတဲ့ကအမေရိကန်နိုင်ငံသား2000လောက်အမေရိကန်ကိုပြန်ရောက်လာနိုင်ခဲ့ပြီးအဲ့ဒီထဲကလူ1000ကိုတော့ကျွန်တော်တို့အဖွဲ့ကတိုက်ရိုက်ကူညီပေးခဲ့တာဖြစ်ပါတယ်အထူးကပြောချင်တာကတော့အရှိအလဲပိုင်းမှာရှိနေပြီးပြန်ချင်တဲ့အမေရိကန်နိုင်ငံသားတွေရှိရင်ဖုန်းနံပါတ်1202-541-4444ကိုဆက်သွယ်ပေးပါကျမတို့ကတော့ခင်ဗျားတို့ကိုအိမ်ပြန်ပို့ပေးဖို့24နာရီပတ်လုံးအလုပ်လုပ်နေပါတယ်တော်မီကျမတို့ဒီဖုန်းနံပါတ်ကိုဖန်သားပင်ပေါ်မှာလေးပြထားပါတယ်ဒါဟာလူတိုင်းအတွက်သတိပေးချက်ကောင်းတစ်ခုပါပဲဒီအထူးလေရင်တွေအတွက်လူတွေကပိုက်ဆံပေးရသလားဟင်မပေးရပါဘူးဒီလေရင်တွေကအမေရိကန်နိုင်ငံသားတွေအတွက်အခမဲ့ပါဒါကြောင့်စာရင်းပေးသွင်းကြပါကျွန်တော်တို့ကလူတဦးချင်းစီအတွက်
တင့်တော်မိခရီးစဉ်တွေကိုရှာဖွေပေးနေကြပါသမ္မတ Trump ကလည်း Truth Social မှာအခုလိုတင်ထားပါတယ်နိုင်ငံခြားရေးဌာနကခင်ဗျားတို့ဘယ်မှာရှိနေတယ်လဲဆိုတာကိုရှာဖွေပေးမှဖြစ်ပြီးခရီးသွားလာရေးနည်းလမ်းတွေကိုလည်းစီစဉ်ပေးပါလိမ့်မယ်ကျွန်တော်တို့ဟာအခမဲ့အထူးလီရင်တွေကိုစတင်စီစဉ်နေတယ်လို့ပုံမှန်လီရင်ခရီးစဉ်တွေကိုလည်းကြိုတင်ပို့ကင်းလုပ်ပေးနေပါတယ်အချိန်ကြာလာတဲ့အမျှဒီခရီးစဉ်တွေပိုပြီးများပြားလာဖို့မျှော်လင့်ရပါတယ်တဲ့နောက်ပြီးဒါကိုလည်းအားလုံးကိုပြချင်ပါသေးတယ်ဒါကတော့ Flight Aware ကပြသနေတဲ့အီရန်နဲ့အာဖဂန်နစ္စတန်ပတ်ဝန်းကျင်ကလေကြောင်းပိုင်နက်ထဲမှာလေယာဉ်တွေမရှိတော့တဲ့အခြေအနေပါပဲအာဖဂန်နစ္စတန်ဘော်ကနေလေယာဉ်ဘယ်နှစီးပြန်တန်းမလဲဆိုတာမသိပေမဲ့လူတွေကတော့အဝင်အထွက်လို့ဖို့စ조사နေကြပါတယ်ကျမတို့ရဲ့မိဖက်နိုင်ငံတစ်ခုဖြစ်တဲ့ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကလည်းအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်အခုလိုပြောကြားထားပါတယ်အထူးဆက်ဆံရေးဟာအခုချိန်မှာလက်တွေ့အလုပ်ဖြစ်နေပါတယ်ကျွန်တော်တို့ဟာအမေရိကန်တွေနဲ့အတူကျွန်တော်တို့ရဲ့အခြေစိုက်စခန်းတွေကနေတပ်ဖြန့်တွေကိုလုံဆောင်နေပါတယ်ဒေတာဝင်မှာအတူတကွအလုပ်လုပ်နေကြတာပါအမေရိကန်နဲ့ဗြိတိန်ဟာပိုးထွေးအခြေစိုက်စခန်းတွေမှာနှစ်ဖက်စလုံးကလူတွေကိုကာကွယ်ဖို့ပူးပေါင်းနေကြသလိုထောက်လှမ်းရေးသတင်းတွေကိုလည်းပုံမှန်အတိုင်း24နာရီပတ်လုံးပြောင်းဝေနေပါတယ်တဲ့ဒါဟာအထူးဆက်ဆံရေးပဲဖြစ်ပါတယ်တဲ့ဒါကိုကြည့်ချင်းအားဖြင့်ကျမတို့ငင်းခုန်စရာတွေရှိနိုင်ပြီမယ်တယောက်နဲ့တယောက်အဆင်ပြေအောင်နေပြီးအလုပ်တွေပြီးမြောက်အောင်လုပ်နိုင်နေဆိုတာတွေ့ရမှာပါ Politico သတင်းဌာနမှာတော့ Trump ရဲ့အမြင်သက်အမေရိကန်ဟာဥရောပကိုလိုအပ်နေပါသေးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဖော်ပြထားပါတယ်အဲ့ဒီမှာအမေရိကန်ရဲ့အီရန်ပေါ်တိုက်ခိုက်မှုဟာ Atlantic Faction ဆက်ဆံရေးကိုထိခိုက်စေခဲ့ပြီး Macron, Starmer နဲ့ Sanchez တို့က Trump ရဲ့စစ်ပွဲကိုထောက်ခံမှုညှင်းဆန်နေကြတယ်လို့ရေးထားပါတယ်ဒါကလုံးဝမှန်ကန်တယ်လို့တော့ကျွန်မမထင်ပါဘူးစပိန်ကလွယ်ရင်ကျန်တဲ့နိုင်ငံတွေရဲ့ထောက်ခံမှုရှိနေတယ်လို့ခန်းစားရပါတယ်ဟုတ်ကဲ့သမ္မတ Trump နဲ့ဝန်ကြီးတို့ကဒီအကြောင်းကိုပြောပြပါပြီနိုင်ငံခြားရေးဌာနရဲ့အမြင်ကနေပြောရရင်တော့ကျမတို့ရဲ့အဓိကအာရုံစိုက်မှုကဒေတာဝင်မှာအကူအညီလိုအပ်နေတဲ့အမေရိကန်တွေကိုကူညီဖို့ပါပဲအိမ်ပြန်ခြင်းနဲ့ဘယ်အမေရိကန်နိုင်ငံသားမှအထူးကြမနေစေရပါဘူးကျွန်တော်တို့ကခင်ဗျားတို့အတွက်24နာရီပတ်လုံးရှိနေမှာပါအမေရိကန်ကိုပထမအမေရိကန်နိုင်ငံသားတွေကိုပထမဆိုတဲ့မူဝါဒနဲ့ခင်ဗျားတို့အကူအညီလိုရင်အိမ်ပြန်ရောက်အောင်24နာရီပတ်လုံးစ조사ပေးသွားမှာပါဒီကမ်းလှမ်းမှုကိုလက်မခံဘဲနေဖို့ဆုံးဖြတ်တဲ့အမေရိကန်တွေအတွက်ကောပါဖြစ်နိုင်မလဲအဓိကကတော့လူတွေကိုစာရင်းပေးသွင်းစေချင်တာပါဒါမှခင်ဗျားတို့ပေးသူလဲပေးမှလဲအကူအညီလိုသလားဆိုတာကိုကျွန်တော်တို့သိနိုင်မှာပါဒါကြောင့်ဒီဖုန်းနံပါတ်ကအရန်အေးကြီးတယ်လို့ step.state.gov မှာစာရင်းသွင်းဖို့ကလည်းအရန်အေးကြီးပါတယ်ဒါမှ data ဝင်ကနိုင်ငံအသီးသီးရဲ့လုံခြုံရေးတတိပေးချက်တွေကိုအချိန်နဲ့ကြပြင်းရည်တည်နိုင်ပြီးအချက်အလက်တွေကိုအပြည့်အစုံရရှိမှာဖြစ်ပါတယ်ဒါကြောင့်အကူအညီလိုချင်ရင်စာရင်းသွင်းပေးပါကျွန်တော်တို့ကလူတူးချင်းစီအတွက်တင့်တော်မိတ်ခရီးစဉ်တွေကိုရှာဖွေပေးပြီးအိမ်ပြန်ချင်းတဲ့ဆိုရင်အိမ်အရောက်ပြန်ပို့ပေးပါမယ်တော်မီပီကော့အခုလိုလာရောက်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ဖိတ်ကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် New Update Daily ရဲ့နောက်ဆုံးရသတင်းတွေကို YouTube မှာကြည့်ရှုနိုင်ဖို့ like နဲ့ subscribe လုပ်ထားကြပါအောင်အစီအစဉ်အပြည့်အစုံကိုတော့ New Update Nation မှာအခုပဲကြည့်ရှုနိုင်ပါပြီ